မင်းကလေးဟာထူးဆန်းတဲ့အချက်တစ်ခုကိုအံ့ဩဖွယ်တွေ့ရှိသွားတယ်။အဲ့ဒါကတော့ဝီချက်ဘောကအဖွားအိုဟာလမ်းလျှောက်တဲ့အခါခေါင်းကတလုံးလုံးနဲ့ကြက်ဖကြီးတစ်ကောင်နဲ့တူနေတာပဲ။သူမကသူများကိစ္စတွေဝင်မပါခြင်းပေမဲ့နောက်တစ်စက္ကန့်မှာပဲတထေးကြီးကတကယ်ပဲကြက်ဖတစ်ကောင်ယူလာခဲ့တယ်။အဖွားအိုရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ဒီကြက်ဖကိုတက်ပြီးစွတ်ပြုတ်ချက်တိုက်မယ်လို့ပြောလာတဲ့အခါမင်းကလေးကချက်ချင်းတားမြစ်လိုက်တယ်။အကယ်၍ဒီကြက်ဖကိုတက်လိုက်ရင်အဖွားအိုဟာနေရာတင်ပဲအသက်ဆုံးရှုံးသွားလိမ့်မယ်လို့သတိပေးလိုက်တယ်။တထေးကြီးကတော့ဒါကိုကြားပြီးမင်းကလေးဟာသူ့အမေကိုချိန်ဆနေတယ်လို့သတ်မှတ်ကသူမတို့မိသားစုတစ်ခုလုံးကိုအိမ်ကနေနှင်ထုတ်ဖို့လုပ်ပါတော့တယ်။သူမရဲ့မိဘတွေကလည်းဒါကိုသိရတဲ့အခါအရန်ကိုစိတ်ပြတ်သွားပြီးနင်ဒီလောက်တောင်းကြမယ်မှန်းသိရင်ငါတို့ဘယ်တော့မှပြန်ခေါ်မှာမဟုတ်ဘူးလို့ပြောကြတယ်။တကယ်တော့ဒီမင်းကလေးဟာရှမ်မီသားစုရဲ့အပြင်မှာလွတ်စင်နေခဲ့တဲ့တကယ်သမီးရင်းဖြစ်ပါတယ်။သူမကိုသူမရဲ့စီနီယာကိုကမွေးစားခဲ့ပြီးငယ်စဉ်ကတည်းကတာအုပ်ဖုန်ကြီးကျောင်းမှာကြီးပြင်းခဲ့တာပါအသက်18နှစ်ပြည့်တဲ့နှစ်မှာရှမ်မီသားစုကသူမရဲ့တရင်ကိုရတာကြောင့်တားကြီးဖြစ်သူကိုလှုပ်ပြီးသူမကိုပြန်ခေါ်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့အကိုဖြစ်သူကသူမကိုတော့သူမလေးလို့တတ်မှတ်ပြီးတွေ့ချင်းမှာပဲခင်မမီဘူးလို့လှောင်ပြောင်းခဲ့တယ်။မင်းကလေးကစကားအများကြီးမပြောဘဲလက်ဝါးတစ်ချက်နဲ့တင်သူ့ကိုလွှတ်ထွက်သွားအောင်ရိုက်ထုတ်လိုက်တယ်။တကားအပြင်ကနေဆဲဆုံနေတဲ့အကိုဖြစ်သူကိုစိတ်တူတူနဲ့မိုးကြိုးပစ်ချပြီးတက်ဖြစ်ဖို့လုပ်ပေမဲ့သူမရဲ့စီနီယာအကိုကတားခဲ့ပါတယ်။အခုတလောဖုန်ကြီးကျောင်းမှာအလူငွေနေနေတဲ့အောက်ဆင်းပြီးကုသိုလ်လဲယူမုံဖိုးလေးလဲရှာချေဦးလို့ပြောတာကြောင့်စီနီယာမျက်နှာနဲ့သူမသဘောတူလိုက်ရတယ်။သူမအကိုနဲ့အတူရှမ်းအိမ်တော်ကိုပြန်ရောက်တဲ့အခါအိမ်ပေါ်မှာတိမ်မဲတွေဖုံးလွှမ်းနေပြီးပျက်စီးတော့မဲ့နိမိတ်တွေတွေ့လိုက်ရတယ်။ဒါပေမဲ့အိမ်ထဲကလူတွေကတော့အားလုံးပုံမှန်ပဲလို့ထင်နေကြတော့မှအဲ့ဒီအချိန်မှာမွေးစားသမီးကပြေးလာပြီးသူမကိုနှုတ်ဆက်တယ်။အကိုဖြစ်သူကလည်းမွေးစားသမီးဘက်ကနေမတ်တက်ရက်ပြီးသူမကရှမ်းအိမ်တော်မှာကြီးပြင်းလာတာ9ရက်တူးလေးတော့ညီမပဲလို့ပြောပြီးအနိုင်ကျင့်ဖို့လုပ်ပါတယ်။မင်းကလေးကတော့သူတို့မောင်နှမ2ယောက်တယောက်ဆောင်နေတာကိုကြည့်မနေပဲတယောက်ကိုလက်ဝါးတစ်ချက်စီနဲ့လှေကားအောက်တွန်းချလိုက်တယ်။အကိုဖြစ်သူကဒေါသထွက်ပြီးရန်လုတော့မဲ့အချိန်မှာမိဘတွေအလောက်ကပြန်လာခဲ့တယ်။မွေးစားသမီးကချက်ချင်းပဲသွားတိုင်းပြီးမင်းကလေးကသူမကိုနိမိတ်မကောင်းတဲ့ကျဲဆိုးလို့ဆွဆွဲတယ်ဆိုပြီးလှုပ်ကြံပြောပါတော့တယ်။ဖခင်ဖြစ်သူကဘာဖြစ်တာလဲလို့မေးတဲ့အခါမင်းကလေးကသူမရဲ့ကိုယ်ပိုင်မှတ်သားကိုထုတ်ပြောလိုက်တယ်။သူမဟာခွန်းတောက်ရွှေမန်ကိုင်းရဲ့စက္ကန့်သူဖြစ်ကြောင်းအကိုဖြစ်သူရဲ့မျက်နှာကိုကြည့်ုံနဲ့3ရက်အတွင်းတွေးထွက်တန်ယိုဘေးဒုက္ခကြုံရမယ်လို့ဟောကိန်းထုတ်လိုက်တဲ့ဆွေမျိုးတော်ဆက်လို့ဘေးကင်းလုံခြုံရေးအဆောင်တစ်ခုကို8800နဲ့ရောင်းပေးမယ်လို့ပြောတဲ့အခါမိဘတွေကသူမယူနေပြီလို့ထင်ခဲ့ကြတယ်ဒါပေမဲ့အကိုဖြစ်သူကတော့သူမရဲ့ထူးခြားတဲ့စွမ်းအားကိုကိုယ်တိုင်မြင်ပူးထားတာကြောင့်ဖုံးထုတ်ပြီးချက်ချင်းငွေလွှဲပေးလိုက်တယ်အသက်နဲ့ဆိုင်တဲ့ကိစ္စမှုလို့ယုံတာကမယုံတာထက်ပိုကောင်းတယ်လို့ပြောပြီးတငယ်ချင်းတွေနဲ့လူစုဖို့ထွက်သွားခဲ့တယ်လမ်းကူလက်မှာကုန်တင်ကားတစ်စီးနဲ့မျက်နှာချင်းဆိုင်တိုက်ပြီးတော့မဲ့အချိန် break နေပေမဲ့ break ကပေါက်နေခဲ့တယ်ကားတစ်စီးလုံးကျင်းမသွားတဲ့အထိပြင်းထန်တဲ့အဆီတင်းဖြစ်သွားပြီးဘေးကလူတွေကရဲတိုင်ဖို့လုံနေတော့မှပဲအကိုဖြစ်သူကကားထဲကနေတန်ရမရပဲအကောင်းလိုက်ထွက်လာခဲ့တယ်လူတွေအားလုံးအံ့ဩသွားကြပြီးသူ့အဆောင်ကိုထုတ်ကြည့်လိုက်တဲ့အခါအဆောင်ဟာပြဖြစ်သွားတာကိုတွေ့လိုက်ရတယ်ဒီတော့မှမင်းကလေးပြောတာမှန်တယ်ဆိုတာသိသွားပြီးအိမ်ကိုအမြန်ပြန်ပြေးကမိဘတွေကိုအကြောင်းစုံပြောပြခဲ့တယ်မိဘတွေလည်းသူမကိုအထင်မသေးရတော့ပဲအခုတလောရှမ်မီသားစုမှာကန်ဆိုးမှုတွေစတိုက်ကြုံနေတာကိုဖြေရှင်းပေးဖို့တောင်းဆိုကြတယ်ဒါပေမဲ့မင်းကလေးကချက်ချင်းညှိလိုက်တယ်ဘာလို့လဲဆိုတော့ရှမ်အိမ်တော်မှာချထားတဲ့အစီရင်ကနှစ်ပေါင်းများစွာကြာနေပြီဖြစ်လို့အစီရင်ရဲ့ဗဟိုချက်ကိုရှာဖို့အချိန်ယူရအောင်မှာမို့ပါဒါပေမဲ့မိသားစုရဲ့ကန်ဆာတာအတွက်အိမ်ဆောင်အဆောင်တစ်ခုကိုထုတ်ပေးလိုက်တဲ့နောက်နေ့မှာတထေးကြီးစုပ်အိမ်တော်ကနေငွေနေ့ဖိတ်စာရောက်လာတယ်စုပ်မိသားစုရဲ့အိမ်တော်ဦးစီးဟာဒီမျိုးရဲ့အချမ်းသာဆုံးတထေးကြီးဖြစ်ပြီးဖခင်ဖြစ်သူကသူနဲ့လက်တွဲလုပ်ကိုင်နေတာကြာပါပြီဖခင်ဖြစ်သူကမင်းကလေးကိုရှမ်မီသားစုရဲ့ကံကောင်းခြင်းနဲ့သမီးလေးလို့သတ်မှတ်ပြီးသူမကိုပါငွေနေ့ပွဲခေါ်သွားခဲ့တယ်ဒါပေမဲ့ပွဲထဲရောက်တဲ့အခါမင်းကလေးကနေရာတိုင်းမှာထူးဆန်းတာတွေကိုတွေ့လိုက်ရတယ်ဒီပွဲဟာတထေးကြီးကသူ့အမေကျမ်းမာရေးကောင်းဖို့ရည်ရွယ်ပြီးကျင်းပတာဖြစ်ပေမဲ့အဖွားအိုဟာငကိုကကျမ်းမာနေရကနေအခုတော့ကလေးတစ်ယောက်လိုစိတ်ပိုင်းဆိုင်ရာချိုးယွင်းသွားခဲ့တာပါတထေးကြီးကအဖွားအိုကိုတွဲပြီးပွဲထဲဝင်လာတဲ့အချိန်မှာမင်းကလေးကလက်ချောင်းလေးတွေနဲ့တွက်ချက်ကြည့်ပြီးနောက်မတင်ကားစရာတစ်ခုကိုတွေ့သွားပြီးအခုလိုပြောလိုက်ပါတော့တယ်ဒါရှင်တို့အမေမဟုတ်ဘူး